ဒီနေ့ရွေးချယ်ထားတဲ့စာအုပ်လေးကတော့ Why should I say sorry? Sorry ဆိုတာကတောင်းပန်ပါတယ်လို့ပြောတာတော့မဟုတ်ဘူးမြန်မာစကားလုံးရဆိုလို့ရှိရင်စိတ်ရှိပါနဲ့နော်ဒီလိုမျိုးပြောတာပိုပြီးသင့်တော်မယ်လို့ကျွန်မထင်ပါတယ်တောင်းပန်နေဆိုတဲ့စကားကကြတော့တော်တော်ကြီးကိုအကြီးကျယ်တဲ့အကြောင်းအရာတွေနဲ့သွားတယ်ကလေးတွေနဲ့မသင့်တော်ဘူးလို့ကျွန်မအနေနဲ့ခန်းစားရပါတယ်ကလေးတွေကိုသင်ကြားပေးတဲ့နေရာမှာစိတ်ရှိပါနဲ့နော်လို့မတင်မဲနဲ့တောင်းပန်ပါတယ်တောင်းပန်လိုက်ပါအောင်ကျွန်မဒီစကားလုံးတွေကိုတော့ကလေးနဲ့ဆိုလို့ရှိရင်အရန်ကိုအရွယ်နဲ့မမျှတဲ့စကားလုံးလို့ကျွန်မခန်းစားရတယ်ပေါ့နော်ကလေးတွေဆိုတာဘေးရာကိုမှရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘူးသူတို့မသိဘူးသူတို့အနေနဲ့ကစားမယ်ဒီအရွယ်မှာတယောက်စင်မထင်းနိုင်တဲ့အခါကျတော့လူယူမိမယ်ဆွေးစိမ့်မိမယ်စသဖြင့်ပေါ့လေမိဘတွေဆိုလို့ရှိရင်လည်းအဲ့ချိန်မှာအိတ်ဖို့လာပြောလို့ရှိရင်မိမိကဘာဖြစ်လို့အိတ်ဖို့ပြောနေရလဲဖေဖေကဘာလို့အိတ်ဖို့ပြောနေရလဲစသဖြင့်ပေါ့နော်သူတို့မရည်ရွယ်ဘဲနဲ့သူတို့ online မိရာတွေရှိမယ်ဒီဥစ္စာလေးတွေဟာမသိတော့ဘူးဒါတွေဟာတစ်ဖက်သားကိုလည်းနာကျင်စေတယ်ဆိုရဲအချက်အလက်လေးကိုပဲကျမတို့ကကလေးတွေကိုတင်ပြပေးရတာပေါ့နော်အရန်ကြီးကိုသူတို့ရဲ့အပြုအမူတွေကအရန်ကြီးကိုထိထိကက်ကြီးဖြစ်တယ်တမင်တက်ကြီးကိုရည်ရွယ်ပြီးတော့တိုက်ခိုက်တဲ့နေရာမှာအသုံးပြုတဲ့တောင်းပန်နေဆိုတဲ့စကားလုံးကိုတော့ကျမအနေနဲ့ဘေးကလေးကိုမှမပြောစီချင်ပါဘူးနော်ဆိုတော့ကျမတို့ကဘာဖြစ်လို့ why should I say sorry ဆိုတာဘာဖြစ်လို့ပြောဖို့လိုအပ်တယ်လဲဘာကြောင့်လဲဘာဖြစ်လို့လဲဆိုတော့စိတ်မရှိပါနဲ့နော်လို့ပြောတာဒီကျမကမှားသွားတယ်ခွင့်လွတ်ပါဒီလိုမျိုးဆိုတာတဲ့အိုးသူထိခိုက်နာကျင်သွားတယ်သူ့ကိုတွန်းမိသွားတယ်ပစ္စည်းတွေကြကွဲသွားတယ်မီရွယ်ပဲနဲ့ဖိမိတို့ကိုတွန်းလိုက်မိတယ်ဒါလေးတွေကိုemotion ကိုမထိန်းနိုင်တဲ့စိတ်အခြေအနေကိုမထိန်းနိုင်တဲ့ကလေးရွယ်မှာဒီအရာကိုလုပ်ပြီးတာနဲ့ပြန်သိရှိလိုက်တဲ့သူနာကျင်သွားမှာပဲတငယ်ချင်းကနာကျင်သွားမလားတငယ်ချင်းရဲ့ sorry ပါနော်ဆိုရဲချက်ချင်းကိုတစ်ဖက်သားရဲ့ဝမ်းနည်းသွားတဲ့ခံစားမှုစိတ်ထဲမှာဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဝမ်းနည်းသွားတာထိခိုက်နာကျင်သွားတာဆိုတာလေးတွေကိုကလေးတွေကိုသင်ပေးတဲ့အရာလေးပေါ့နော်ဆိုတော့အဲ့ဒီအရာလေးတွေကိုကလေးတွေအနေနဲ့သိရှိရတဲ့နေရာမှာစိတ်မရှိပါနဲ့နော်လို့ပြောတဲ့အရာစကားလုံးလေးကကျမတို့ရဲ့ယဉ်ကျေးမှုတွေကိုတိုးတက်စေတယ်ဒါကလေးတွေမှမဟုတ်ပါဘူးယုံတွင်ပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ဖြစ်ဖိမိပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်စိတ်မရှိပါနဲ့နော်လို့ပြောတာကရောချိန်တိုင်းမှာလွယ်ကူနေမလားမလွယ်ပါဘူးနော်ဘယ်ချိန်မှာလဲဆိုလို့ရှိရင်အရင်စိတ်ဆိုးနေတဲ့အချိန်မှာသူ့ရဲ့စာပဲလေးကိုဆွဲဖြဲမိလိုက်တယ်တငယ်ချင်းရဲ့စာပဲလေးကိုဆွဲဖြဲမိလိုက်တယ်အရင်စိတ်ဆိုးတာအောင်နော်နေငါခဲရနေယူရတာအဲ့တော့ငါလေးနဲ့စာပဲကိုဆွဲဖြဲရုပ်ကြီးဖြစ်လာတဲ့စိတ်တွေကိုစိတ်အပြောင်းနဲ့အတက်ကြောက်ကိုကလင်းငယ်တွေကမထိန်ချုပ်ထက်သေးတာကတဘာဝပါဒီနေရာမှာချစ်ချင်းလုံးလိုက်မိရဲ့နေရာမှာကျမတို့ကတဖြည်းဖြည်းနဲ့ကလေးတွေကိုဒီလိုမျိုးပြုမှုခြင်းကတစ်ဖက်သားကိုနာကျင်စေတယ်ဆိုတာကိုပြန်ပြီးတော့သင်ပေးတာပေါ့နော်ဆိုတော့ဒီနာကျင်စေတဲ့အပြုအမူအပြောအဆိုတွေကိုကျမတို့က short ချဖို့တနည်းအားဖြင့် emotional control ကောင်းမှုအတွက်ကိုဒီစာအုပ်လေးတွေကနေပြီးတော့သင်ပေးတယ်ဒီလိုမျိုးတွေကကြတော့ယဉ်ကျေးမှုအစဉ်တန်းမြင့်မားတဲ့နိုင်ငံတွေမှာအရန်ကိုတွေ့ရတဲ့အရာတစ်ခုအလေးအကျင့်တစ်ခုအလေးအထားတစ်ခုဒါပေမဲ့ဒီနိုင်ငံတွေကပဲဒီလိုစာအုပ်တွေကိုအမြဲတမ်းအသစ်တွေထုတ်ပေးရပေါ့ဆိုလိုတာကတော့ generation to generation မှာပုံမကောင်းမွန်တဲ့အလေးအထားတွေကိုမွေးဖွားပေးတယ်ဒါတွေကလေဘာသာတရားတွေနဲ့မဆိုင်ဘူးဘာသာတရားတိုင်းကလည်းဒီလိုမျိုးတွေနဲ့တိတ်ပြီးတော့မပတ်သက်ဘူးလို့ကျမအနေနဲ့ထင်မြင်မိရပေါ့နော်ဒီဟာတွေကကြတော့ကိုချင်းစာနာမှုတစ်ဖက်သားရဲ့ခံစားမှုကိုအတိအမဲ့ပြုမှုတွေပေါ်မှာအများကြီးမူတည်တယ်ဆိုတဲ့အတွက်ကြောင့်ဒီလိုစာအုပ်လေးတွေကဖေမိတို့လည်းတူတူဖတ်မယ်ဦးတော်တို့ကလည်းကလေးလေးနဲ့တူတူဖတ်မယ်မိဘစီဟာတွေကလည်းတူတူဖတ်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဝင်းကျင်မှာပုံမကောင်းမွန်တဲ့အလေးအထားလေးတွေပုံမကောင်းမွန်တဲ့အကျင့်စရိုက်လေးတွေနှွေးထွေးတဲ့ကျင်နာတဲ့အလေးအထားလေးတွေပို့ပြီးတော့လူနေမှုမြင့်မားလာမှာပေါ့နော်
ဆိုတဲ့အခါကျတော့ဒီနေရာမှာသူကပုံကလေးတွေနဲ့လေတခါရေးပြပြီးတော့ရှင်းပြတယ်။နေကတကယ်ချင်းမဟုတ်တော့ဘူးနော်။တရားရုပ်ကိုပြန်ပြီးတော့နာကျင်စီချင်တာပေါ့နော်။နေငါ့နာကြည့်အောင်လို့ငါလည်းနေအောင်နာကျင်အောင်လုပ်မယ်။နေငါတကယ်ချင်းမဟုတ်တော့ဘူး။အဲ့ဆိုလို့ရှိရင်ငါ့ကိုလည်းလာပြီးတော့ငါရဲ့ပါတီကိုလည်းမလာနေတော့အနိုင်စကနိုင်လူကြတာပေါ့လေ။ဒါပေမဲ့အဲ့ဒီနေရာမှာပြန်ပြီးတော့စဉ်းစားလို့ရှိရင်အော်သူလည်းဝမ်းနေမှာပဲဆိုတာမျိုးကိုစဉ်းစားမိလိုက်တာနဲ့စိတ်မရှိပါနဲ့တကယ်ချင်းရေငါအဲ့လိုမရှိရွယ်ပါဘူးဆိုတာလေးကိုပြောမိတဲ့အလေးထားလေးတွေကျမတို့ကမွေးမြူရတာပေါ့နော်ဝင်းကျင်မှာကလေးတွေကိုလည်းတင်ပြရတာပေါ့ဘာဒါဆိုရင်အဲ့စိတ်မရှိပါနဲ့နော် I'm sorry ဆိုတာကိုဘယ်လိုမျိုးပြောမှာလဲ I'm so sorry ဆိုပြီးလေးတဲ့မမနဲ့လည်းပြောလို့မရဘူးအော်ပြီးတော့လည်းပြောစရာမလိုဘူးကိုယ့်ရဲ့ကိုနှုတ်အပြုတ်မှုအပြောဆိုတာရင်းရင်းချင်းချင်းနဲ့I'm sorry စိတ်မရှိပါနဲ့နော်ဒီလိုမျိုးလေးဖြစ်လိုက်မိတာကတော့မရည်ရွယ်ပါဘူးစသဖြင့်ပေါ့လေဆိုတော့ဒါလေးတွေကိုကျမတို့တွေကသိရှိထားဖို့အတွက်ဒီဆောင်လေးတွေကအများကြီးထောက်ကူပြုပါတယ်နော်ဆိုတော့အခြေအနေတွေကိုစိုးတဲ့မစိုးအောင်ဆိုကြပါစို့နေနဲ့ငါနဲ့တင်ငယ်ချမဟုတ်တော့အင်းနေနဲ့ငါပတ်တီကိုမလာနေတော့ဆိုတော့အခြေအနေတွေကပူဆိုးသွားဖို့ပဲရှိတယ်ဒါဆိုရင်အဲ့ဒီအရာတွေကိုကျမတို့တွေကဘယ်လိုမျိုးကိုယ့်ဟာနဲ့ကိုယ် control လုပ်မလဲဆိုတဲ့အခါကျတော့စိတ်ပိုင်းဆိုင်ရာကိုတကယ်လုပ်ချင်တာတွေကိုဘယ်လိုမျိုးစိတ်ကိုထိမ့်သိမ့်မလဲဆိုလို့ရှိရင်ခံဖြစ်ရမယ်ကိုယ်အရင်လိုချင်တဲ့အချိန်မှာခဏအသက်ကိုဘရှူပြီးတော့စဉ်းစားလိုက်တယ်စဉ်းစားပြီးတော့စိတ်ထဲမှာတော့အဲ့ဒီကိုအရင်လိုချင်နေရနော်ဒါပေမဲ့အရင် calm down ဖြစ်အောင်လုပ်တယ်စိတ်ကိုအေးစေးအောင်လုပ်ပြီးတော့မှဒါလေးကိုစားလိုက်ရရင်နော်သိကောင်းမှာပဲဒီခါလေးကြာရင်လေကျမတို့ကိုနိုင်လည်းမရည်ရွယ်ပဲနဲ့မနာလိုမှုလေးတွေဖြစ်မိတယ်အဲ့ဒီမနာလိုမှုလေးတွေဖြစ်လိုက်လို့ရှိရင်ပြန်ပြီးတော့အဲ့ဒီနေရာမှာမနာလိုမှုအစားငါ့ကိုဒါလေးနဲ့ပြီးကစားပါလားလို့ကောက်ကောက်မွန်မွန်တောင်းဆိုတတ်တဲ့အကျင့်လေးတွေဆိုလို့ရှိရင်လူတိုင်းမှာမကောင်းတဲ့စိတ်ဆိုတာရှိကြတယ်နော်ဒါပေမဲ့အဲ့မကောင်းတဲ့စိတ်ကိုပဲကိုကပြန်လေတက်မှတ်ဖို့ကိုလေကလေးတွေကိုသင်ကြားပေးတာပေါ့လေဆိုတော့လူတိုင်းကရော say sorry ပြောတင်သလားဆိုရင်ပြောတင်တာပေါ့ဘာကြောင့်လဲဆိုတော့အဲ့ဓာကြီးကအချင်းချင်းစစ်စင်ကြီးတွေကိုပို့ပြီးကောင်းမွန်စေတယ်မေတ္တာတရားတွေကိုပို့ပြီးခိုင်မာစေတယ်တနေ့တယောက်နားလည်ဖို့ဆိုတာလေတော်ရုံမလွယ်တဲ့ကိစ္စနော်ခဏနေရင်ဖြစ်လိုက်ခဏနေချစ်လိုက်စသဖြင့်ပေါ့ဒီ culture လေးကတနေ့တယောက်တဆုံးလုံးလိုက်မယ်အမုန်းနဲ့အချစ်ကလွယ်ပြီးဘာမှမရှိဘူးဆိုတာမျိုးတွေကကြတော့အစွန်းရောက်ခံစားမှုတွေမဟုတ်ဘဲနဲ့အလယ်လက်လမ်းစဉ်ကိုတွားဖို့အတွက်ကျမတို့ကဂျားခင်ဒီအလေးထားအကျင့်လေးတွေကိုဝင်းမြူပေးတယ်လေဆိုတော့အခုဒီမှာဆိုလို့ရှိရင်ကစားနေရင်နဲ့အိမ်မှာပြတင်းပေါင်လေးကိုတွားပြီးတော့ထိမိရဲ့အခါကွဲသွားတဲ့အခါမှာစိတ်မရှိပါနဲ့နော်ပုံလေးနဲ့ဆွဲလာတယ် I'm sorry ဆိုလို့ရှိရင်ပြတင်းပေါင်ကွဲတဲ့သူအနေနဲ့လေခုသာခံစားဖြစ်တာပေါ့နော်တမီးနဲ့ကျမမှာတော့ဒီလိုလေးထားရအများကြီးရှိတယ်ကျမအနေနဲ့တမီးရင်sorry ပြောလို့ရှိရင်ပုံလေးတော့ယူလာခဲ့ဘလို့ကျမတခါမှမတင်ခဲ့ဘူးဒါပေမဲ့ဖက်ပြတဲ့စာအုပ်မျိုးစုံပေါ့စာအုပ်မျိုးစုံဆိုတာဒီစာအုပ်မှလည်းမဟုတ်ဘူးတခြား manners moral နဲ့ပတ်သက်တာတွေအများကြီးဖက်ပြလာတဲ့အခါကလေးတယောက်အနေနဲ့တစ်ဖက်သားကိုပြန်ပြီးတော့ထိခိုက်အောင်လုပ်မိဖေဖေပဲဖြစ်ဖြစ်မေမေပဲဖြစ်ဖြစ်မမပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်ပြန်ပြီးတော့စိတ်မကောင်းပါဘူးနော်စိတ်မရှိပါနဲ့နော်ဆိုတာလေးကိုပြောတတ်တဲ့အလေးထားဒီပြောတတ်တာဟာဘာကြောင့်လဲဆိုလို့ရှိရင်သူတစ်ပါးရဲ့ခံစားမှုကိုချင်းစာနားလေနိုင်မှဒါမျိုးကပြောနိုင်တယ်အဲ့ဒါဒီကျမတို့အနေနဲ့ကဒီမြန်မာကချာမှာဆိုရင်တောင်းမှန်မနေနဲ့တောင်းမှန်နေစရာမလိုဘူးတောင်းမှန်နေဆိုတဲ့စကားစိတ်မရှိပါနဲ့တဲ့စကားတွေကပြောမယ်ဆိုလို့ရှိရင်တော့လေ level မတူဘူးလို့ကျမခံစားရတယ်ပေါ့နော်ကလေးတွေကိုပြောဆိုတဲ့နေရာမှာတောင်းမှန်နေဆိုတဲ့စကားလုံးကလုံးဝမသုံးသင့်ဘူးလို့ကျမကတော့မြင်တယ် maybe အသက်16နှစ်လောက်ထိပေါ့နော်စိတ်မရှိပါနဲ့တော့ဆိုတာဟာတော်တော်ကြီးကိုလုံလောက်ပါတယ်ဘာကြောင့်လဲဆိုရင်သူတို့မှာရည်ရွယ်ပြီးတော့လုံလိုက်တယ်ဆိုတဲ့အရာတွေမရှိဘူးပေါ့ဆိုတဲ့အခါကျကျမတို့ကကလေးတွေကိုစကားလုံးကြီးကြီးရည်နဲ့သူတို့ကိုနားမလည်နိုင်အောင်လုပ်မဲ့အစားပေါ့ပါနဲ့သူတစ်ပါးရဲ့ခံစားချက်ကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြတတ်ဖို့သူတစ်ပါးရဲ့ခံစားချက်ကိုလည်းနားလည်တတ်ဖို့
သင်ပေးပြုပေးတဲ့နေရာမှာဒီလိုစာအုပ်တီကအင်မတန်ကိုကောင်းမှုပါတယ်ရှင်